မင်္ဂလာပါခင်ဗျာအားကစားမှတ်စုအစီအစဉ်ကနေကြိုဆိုပါရစေဒီတစ်ခါမှာတော့နောက်ဆုံးရအားကစားသတင်းချုပ်ကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့ဂျိုရှူအာဘန်ဟာပြိုင်ဘက်ဆူရီယာကိုဒိုင်အဆုံးဖြတ်နဲ့အနိုင်ရခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် UFC ကဒီပွဲကို2000ပြည့်လွန်နှစ်ဖွားတွေရဲ့တိုက်ပွဲလို့သတ်မှတ်ခဲ့ပြီးဒီပွဲက2000ပြည့်လွန်နှစ်ဖွားတွေတွေ့ဆုံတဲ့ပထမဆုံး UFC ပွဲလည်းဖြစ်ပါတယ်အာသာချက်မတူညီတဲ့ကစားသမား2ဦးရဲ့တိုက်ပွဲကတော်တော်လေးမြိုင်ဆိုင်ခဲ့ပါတယ်ဗန်ဟာဒီပွဲမှာသူ့ရဲ့ stand fight နဲ့နဘန်သမားတွေရင်ဆိုင်တဲ့အခါ take down defense ကိုပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါဆူရီယာသူအားတာတဲ့ ground fight ကိုတွားနိုင်မှုစူးစမ်းခဲ့ရင်ဂျိုရှူအာဘန်ကရှောင်ထွက်ခဲ့ပြီးပြိုင်ဘက်ကိုလက်သီးတွေကန်ချက်တွေနဲ့လှလှပပကစားပြနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီပွဲမှာဒိုင်ကြီး3ဦးစလုံးကဂျိုရှူအာဘန်ကိုအနိုင်ပေးခဲ့ပြီးရှုံးပွဲမရှိသေးတဲ့ဆူရီယာကိုအရှုံးရဲ့အရသာတိသွားစေခဲ့ပါတယ်။ပွဲပြီးအင်တာဗျူးမှာဂျိုရှူအာဘန်ရဲ့အဖြေချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်။ I wanted to go for the finish, but with a great wrestler like him, it's hard to get a finish. But I'm just glad that I was able to represent my country in the biggest platform. Well, I was going to ask that later on, but we'll talk about it now. You have your flag around your shoulders. You were pretty adamant that you wanted that flag for your walk when you last fought in December. So I guess outside of the win, just what was this fight week like and just the walk with that flag around you? Man, it was just excitement. You know what I mean? I was just very, very excited to represent my country, man. The whole week I was just smiling and laughing. The weight cut was easy, the camp was easy, so I was just happy and excited. Well, looking at this fight, like you said it yourself, when you face a high-level wrestler, you kind of know what to expect. Your takedown defense was pretty on point. He had got a couple in there, but you bounced right back up. So, was the game plan coming in exactly what you expected and came out in there? Yeah, the game plan is to punch people in the face. You know what I mean? We never trained for just one person. You know what I mean? Just because of even my last opponent, they just canceled right away and gave me him. So we always prepare for everybody. You know what I mean? So I was just well prepared. And the commentary was, they were noting that when he was fighting, his hands were kind of down and his chin was way up. And when you would blitz forward, he kind of backpedaled quickly to try to get out of there. Was it frustrating at all trying to close that distance? Because when you would approach, you just kind of sprint backwards. Yes. Going back to the first question, representing my country in the biggest platform, and I really want to get the finish. You know what I mean? I kind of rushing it, and I was throwing all power. So that's what kind of frustrated. But in the next one, I'll get better and more calm. အခုတော့နီပေါနိုင်ငံမှာကျင်းပခဲ့တဲ့၄နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာပူဆွဲခဲ့တဲ့မြန်မာအမျိုးသမီးဘောလုံးအသင်းကိုစုချီးမြှင့်ခဲ့တဲ့အခမ်းအနားကြောင်းတင်ဆက်ပေးပါမယ်။၄နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာမြန်မာအမျိုးသမီးအသင်းကဘောလုံးပွဲမှာနီပေါအသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရပြီးပူဆွဲခဲ့တာပါ။ချန်ပီယံဖြစ်ပြီးပြန်လာတဲ့မျိုးသမီးအသင်းကိုလေးစိတ်မှာကြိုဆိုခဲ့စဉ်တုန်းကဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောကထိုက်တန်ဂုဏ်ပြုမယ်လို့ဆိုခဲ့တဲ့အတိုင်းမနေ့ကနေ့လယ်3နာရီကနိုဘယ်ရန်ကုန်မှာဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြီးစုချင်းငွေပေးအပ်ခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းကုလိုပူဆွဲနိုင်ခဲ့တာကြောင့်ဂုဏ်ပြုပွဲအခမ်းအနားမှာစုချင်းငွေစုစုပေါင်းသိန်းပေါင်း9930ကိုစုချီးမြှင့်ခဲ့တယ်လို့ဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။မြန်မာအမျိုးသမီးအသင်းကိုစားကျေးဇူးတင်စကားကိုအသင်းကောင်းဆောင်ဝင်းသိန်ကြီးထွန်းနဲ့မေထက်လူတို့ကပြောကြားခဲ့ပါတယ်။မေထက်လူကတော့အခုချိန်မှာအမေရိကကိုပြန်ရောက်နေတာကြောင့်အွန်လိုင်းကနေဗီဒီယိုမက်ဆေ့ပေးပို့ပြီးကျေးဇူးတင်စကားပြောကြားခဲ့တာပါ။မြန်မာအမျိုးသမီးအသင်းဟာဒီနှစ်ထဲမှာရှိတောင်အာရှအားကစားပြိုင်ပွဲအပါအဝင်နိုင်ငံတကာပြိုင်ပွဲအချို့ကစားဖို့လည်းရှိနေပါတယ်။မနေ့ကစားခဲ့တဲ့ထိုင်းလိဂ်1ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ဦးထိုင်းဌာနီအသင်းနဲ့ပရာချွတ်အသင်းတို့ကစားခဲ့ရမှာမြန်မာနောက်ခံကစားသမားစိုးမှုကျော်ပွဲထပ်ပါဝင်ခွင့်ရခဲ့တယ်လို့ဝိုင်းတိုက်စစ်ကစားသမားအောင်သူလည်းဦးထိုင်းဌာနီအသင်းကနေပါဝင်ကစားခဲ့ပါတယ်။3ဂိုးတခုနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာအောင်သူဟာဒုတိယပိုင်းမှာဝင်ကစားခဲ့ပေမဲ့အသင်းအတွက်အရေးကြီးတဲ့ဥဆောင်ဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။အောင်သူကိုလာမယ့်မတ်လ25ရက်နေ့မှာကစားမယ့်အာဖဂန်နစ္စတန်အသင်းနဲ့ပွဲစဉ်မှာမြန်မာလက်ရွေးစင်အသင်းလူစင်းမှာရွေးချယ်ထားခြင်းမရှိဘူးလို့သိရပါတယ်။ဝင်းနိုင်ထုံးပါဝင်ကစားနေတဲ့ချင်းရိုင်ယူနိုက်တက်အသင်းကတော့အဝေးကွင်းမှာဘန်ကောက်ယူနိုက်တက်အသင်းကို3ဂိုး2ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒီပွဲမှာဝင်းနိုင်ထုံးအရန်ကစားသမားအဖြစ်အသင်းရဲ့လူစင်းမှာပါဝင်ခဲ့ပြီးမြဲပွဲကစားချိန်မိနစ်တော့မရခဲ့ပါဘူး။မြန်မာကစားသမားလွေမှုအောင်ပါဝင်ကစားနေတဲ့ရာရောင်း FC အသင်းကလည်းပြိုင်ဘက်စုခိုတိုင်းအသင်းကို2ဂိုးတဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာလွေမှုအောင်ရန်ကစားသမားဖြစ်ပါဝင်ခဲ့ပြီးမြဲပွဲမကစားခဲ့ရဘူးလို့သိရပါတယ်။ဟုတ်ကဲ့ပါဒါကတော့နောက်ဆုံးရခဲ့တဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။
ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ် Sport Note Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေပရိသတ်များအားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်